မြေလွတ်မြေလန့်နဲ့မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီရဲ့18ကြိမ်မြောက်အစည်းအဝေးကိုဒီဇင်ဘာလ30ရက်နေ့ဒီကနေ့မိုးလယ်ပိုင်းကစိုက်ပျိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမမှာကျင်းပပါတယ်။အစည်းအဝေးမှာမြေလွတ်မြေလန့်နဲ့မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဦးမြတ်နောင်ကအမှာစကားပြောကြားရမှာမြေလွတ်မြေလန့်နဲ့မြေရိုင်းများကိုအသုံးပြုပြီးစိုက်ပျိုးရေးနဲ့မွေးမြူရေးကုန်ထုတ်လုပ်ငန်းများတိုးတက်စေရန်ဆောင်ရွက်ခြင်းဖြင့်ပြည်ပပို့ကုန်ကဏ္ဍတိုးချဲ့နိုင်မှာဖြစ်ပြီးနိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုအကောင့်ထဲပေါ်ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက်မိမိတို့အလေးထားကြိုးပမ်းဆောင်ရွက်ကြမှာဖြစ်ပါကြောင်းဗဟိုကော်မတီရဲ့လုပ်ငန်းတာဝန်နဲ့အညီစိုက်ပျိုးရေးလုပ်ငန်း၊မွေးမြူရေးလုပ်ငန်းများအတွက်လုပ်ပိုင်ခွင့်အသုံးပြုခွင့်လျှောက်ထားမှုများအပေါ်အမှန်တကယ်လုပ်ကိုင်မဲ့သူများအားစီစစ်ခွင့်ပြုပေးသွားမှာဖြစ်ပါကြောင်းတစ်ဖက်မှာလည်းမြေလွတ်မြေလန့်နဲ့မြေရိုင်းများလုပ်ပိုင်ခွင့်အသုံးပြုခွင့်ရရှိထားပြီးစီကံချက်သတ်မှတ်ကာလ၄နှစ်အတွင်းအကောင့်တွေပေါ်ဆောင်နိုင်ခြင်းမရှိတဲ့မြေဧရိယာများကိုအထူးအဖွဲ့များဖြင့်ကွင်းစင်စစ်ဆေးပြီးခွင့်ပြုပေးထားတဲ့လုပ်ပိုင်ခွင့်အသုံးပြုခွင့်များအားဥပဒေနည်းဥပဒေများနဲ့အညီပြန်လည်ရုပ်သိမ်းနိုင်ရေးနဲ့ပေးသွင်းထားရှိတဲ့အာမခံခြင်းများကိုနိုင်ငံတော်ဗန်ဒါငွေဖြင့်သိမ်းဆည်းနိုင်ရေးတို့ကိုဆောင်ရွက်သွားကြမှာဖြစ်ပါကြောင်းပြည်ထောင်စုရဲ့အခွန်အကောက်ဥပဒေပါပြည်ထောင်စုအဆင့်အခွန်အခ25မျိုးမှာမြေလွတ်မြေလန့်နဲ့မြေရိုင်းများလုပ်ပိုင်ခွင့်အသုံးပြုခွင့်ရရှိသူများထံမှကောက်ခံရရှိတဲ့အခွန်ကိုစိုက်ပျိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝန်ကြီးဌာနရဲ့ကြီးကြပ်မှုဖြင့်ကြေးတိုင်းနဲ့မြေစင်းဦးစီးဌာနကကောက်ခံရရှိရာ2025-2026ဘဏ္ဍာရေးနှစ်အတွက်ပြုပြင်ပြီးခံမှန်းခြေငွေစင်းအရာကောက်ခံရန်ရထားချက်ကျပ်1.269ဘီလီယံဖြစ်ပြီးလက်ရှိဘဏ္ဍာရေးနှစ်နိုဝင်ဘာလကုန်အထိကျပ်1.34ဘီလီယံကောက်ခံရရှိခဲ့ပြီးဖြစ်တဲ့အတွက်ကောက်ခံရန်ကြန့်ရှိနေတဲ့မြေကွန်များအပြည့်အဝကောက်ခံရရှိစေကိုပြည်ထောင်စုနယ်မြေသက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ်မြေလွတ်မြေလန့်နဲ့မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီများကကြီးကြပ်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်းမြေလွတ်မြေလန့်နဲ့မြေရိုင်းလုပ်ပိုင်ခွင့်အသုံးပြုခွင့်လျှောက်ထားမှုများနဲ့ဆက်လင်းပြီးမြေပြင်မှာအကောင့်ထဲပေါ်ပြီးနောက်လျှောက်ထားခြင်းခွင့်ပြုမိတ်မရရှိသေးတဲ့အကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိခြင်းများကိုစစ်စစ်တွေ့ရှိပါကဥပဒေနဲ့ညီစီမံခန့်ခွဲဆောင်ရွက်ကြရန်ဖြစ်တော်လဲလျှောက်ထားတဲ့လုပ်ငန်းသည်အများပြည်သူအကျိုးကဆောင်ရွက်တဲ့လုပ်ငန်းနိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုတဲ့လုပ်ငန်းများအပေါ်စီမံဆောင်ရွက်တဲ့အချက်များဝိုင်းဝန်းဆွေးနွေးပေးကြစီလိုပါကြောင်းဆွေးနွေးပြောကြားပါသည်အဲဒီနောက်မြေလွတ်မြေလန့်နဲ့မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီအတွင်းရေးမှူးကအစည်းအဝေးမှာဆွေးနွေးဆုံးဖြတ်ရမယ့်လုပ်ငန်းရပ်များကိုတင်ပြရာအစည်းအဝေးတက်ရောက်လာကြသူများကအကြောင်းအရာတစ်ခုချင်းအပေါ်ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာ။